ကဲဒီနေ့တော့ငါပြင်းလိုက်တာဆိုတဲ့စကားလုံးလေးကို English လို့ပြောကြည့်အောင်ဘယ်လိုပြောမလဲ I'm boring လို့ပြောမလား I'm bored လို့ပြောမလားမင်္ဂလာပါ English with Esther ချန်နယ်ကနေကြပါမယ်ဒီနေ့မှာတော့ Esther က I am boring နဲ့ I am bored နဲ့သူတို့နှစ်ခုကြားရဲ့ကွာခြားချက်ကိုရှင်းပြသွားပါမယ်အဲ့ဒီတော့ငါပြင်းလိုက်တာဆိုတဲ့စကားလုံးကို English လို့ပြောမယ်ဆိုရင်ခေါင်းထဲမှာအရင်ဆုံးပေါ်လာတဲ့စကားလုံးက I'm boring ဟုတ်ပြီနော်ဒီစကားလုံးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့စကားလုံးကအတိတ်ပဲမတူပါဘူးကဲ၍ကိုယ့်ရဲ့ခံစားချက်ကိုပြောချင်တယ်ဆိုရင် I am bored ဆိုတဲ့စကားလုံးလေးကိုသုံးပြရပါမယ်အဲ့တော့ I am buff 3ဒီ pattern ကကြတော့ကိုယ့်ရဲ့ခံစားချက်ကိုဘယ်လိုခံစားနေရလဲဆိုတာကိုပြောတဲ့အခါမှာ I am buff 3ကိုသုံးလို့ရတယ်ကိုကပင်ပန်းနေရလို့ခံစားရတယ်ငါပင်ပန်းနေတယ် I'm tired ငါစိတ်ရှုပ်ထွေးနေတယ် I'm confused ဟုတ်ပြီနော်ဒီလိုသုံးလို့ရတယ်ကဲဒါဆိုလို့ရှိရင် I am boring ကရောသုံးလို့မရဘူးလားဆိုတော့ရှာခေါင်းရနိုင်တယ်ဒါပေမဲ့အတိတ်ပဲကတော့ကွာခြားသွားတယ်အကယ်၍ကိုက I am buffing ပေါ့နော် I am boring ကိုသုံးမယ်ဆိုလို့ရှိရင်ကိုကတခြားသူကိုဖြစ်စေတဲ့အရာဖြစ်သွားတယ်ဥပမာနဲ့ပြောရမယ်ဆိုရင် I am boring ဆိုရင်အော်ငါပြင်းစရာကောင်းတဲ့လူကြီးပဲဒီလိုဖြစ်သွားတယ်ကိုကတခြားသူကိုသွားပြီးတက်ရောက်သွားတာငါပြင်းစရာကောင်းတဲ့လူကြီးအဲ့လိုမဟုတ်ဘဲနဲ့ကိုကြည့်နေတဲ့ဇာတ်ကားကပြင်းဖို့ကောင်းတယ်ဆိုရင် this movie is boring ဒီ movie ကပြင်းဖို့ကောင်းတယ်ဟုတ်ပြီနော် this movie is boring subject and verb ing ဒီ pattern ကကြတော့တခြားသူကိုတခြားတစ်ယောက်ကိုပို့သွားပြီးတော့တက်ရောက်စေတဲ့အရာတခြားတစ်ယောက်ကိုဖြစ်ပေါ်စေတဲ့အရာဆိုရင် subject and verb ing ကိုသုံးလို့ရတယ်ဒါကြောင့်မို့လို့ကိုခံစားရတာကိုပြောချင်တယ်ဆိုရင် I am buff 3 I'm tired I'm interested ဟုတ်ပြီနော်ဒီလိုသုံးလို့ရတယ်ဒါပေမဲ့တခြားတစ်ခုခုကိုသွားပြီးဖြစ်စေတဲ့အရာဥပမာကိုကစကားချင်းနေတယ်ဒီစကားကပြင်းဖို့ကောင်းတယ်ဆိုရင် this movie is boring ကိုစာလုံးနေရဒီသင်ခန်းစာစိတ်ရှုပ်ကိုကောင်းနေဆိုရင် this lesson is confusing အဲ့တော့သူတို့နှစ်ခုရဲ့အဓိပ္ပာယ်ကလုံးဝကွာခြားပါတယ်ကဲဒါဆိုလို့ရှိရင် I'm boring နဲ့ I'm bored ရဲ့အဓိပ္ပာယ်လေးကိုနားလည်လောက်ချပြီးချင်ပါတယ်အဲ့တော့ကိုကငါပြင်းလိုက်တာဆိုတဲ့နေရာမှာ I'm boring လို့တောင်းလိုက်ငါပြင်းစရာကောင်းတဲ့လူကြီးပဲဆိုပြီးကိုပြန်ပြီးတော့ပြောသလိုဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့အဲ့ဒါလေးကိုသတိထားပြီးသုံးပေးစေချင်ပါတယ်ကဲဒါဆိုလို့ရှိရင် I'm boring နဲ့ I'm bored ရဲ့အဓိပ္ပာယ်လေးတွေကိုလည်းနားလည်လောက်ကြပြီးချင်ပါတယ်ဒီနေ့ကတော့ကြလားပါပဲ bye bye